တဲ့နှစ်တော့ကျွန်တော်တို့မုံဆိုတဲ့ရွာကြီးကဖိတ်တယ်ဗျဖြူထီအောင်တော့aircon bus နဲ့လာရမယ်တဲ့ဖြူရောက်လို့ရှင်ဟိုဘက်က4 မိုင်လောက်တော့ဆိုင်ကယ်စီးရမယ်တဲ့။အော်4 မိုင်လောက်တော့ရပါတယ်ကျွန်တော်တို့ကလည်းအညာလွယ်တယ်လိုက်ချင်တာကိုဒါနဲ့ဖြူရောက်လို့ aircon bus ပေါ်ကဆင်းလိုက်တာနဲ့ဆိုင်ကယ်တွေလာပြီးဂျိုနေကြပါတယ်အများကြီးပဲကျွန်တော်ဆိုင်ကယ်တစ်စင်းမှာခွာထိုင်မိတယ်ဆိုရင်ဖြူမှရှိတဲ့မိတ်ဆွေတယောက်ကလှမ်းတွေ့သွားတယ်ဆရာဘယ်သွားမလို့လဲတဲ့။အော်မေးတယ်။အော်မုံကိုသွားမလို့ပါလို့ကျူးကလူကသိတာပေါ့အဝေးကြီးပဲနော်တဲ့ကျွန်တော်လူလေလုတ်ပြီးပြန်ပြောလိုက်ပါတယ်မဝေးပါဘူး4 မိုင်နဲ့ပါလို့ကျူးကလူကခေါင်းခါပြတယ်မကဘူးနော်တဲ့10 မိုင်ကျော်လိမ့်မယ်တဲ့တကယ်ခေါ်သွားတော့14 မိုင်ရှိပါတယ်ဆိုင်ကယ်စီးရတာဖင်လေးကိုကျိန်းလို့ပါပဲကျွန်တော်ဆိုင်ကယ်စီးတဲ့ကောင်ကလေးသေးသေးပူပူလေးဗျကျွန်တော်ခေါင်းကသူ့ခေါင်းပေါ်ကျော်လို့ဟန်ကြပါတယ်ရှေ့ကမြင်ကွင်းရှင်းတာပေါ့အဲ့ဒီကောင်လေးကိုကျွန်တော်မေးကြည့်တယ်မင်းနာမည်ကဘယ်သူတော့ဆိုတော့လာလူတဲ့ဟိုးသူ့နာမည်ကလည်းတစ်မျိုးပါပဲအဲ့ဒီလာလူကိုကျွန်တော်ငယ်ချစ်ဥလို့သဘောထားပြီးတော့ဒီကောင်ခါကိုတင်းနေအောင်ဖက်ရတယ်မဖက်ရင်ကျွန်တော်ပြုတ်ကြမှာပဲနောက်တစ်ယောက်ကရုပ်ရှင်မင်းသားသူ့မောင်မြသူ့မောင်ဆိုင်ကယ်စီးတဲ့ကောင်ကလေးကပိန်ပိန်ပါပါငကွင်းကလေးနဲ့သူ့မောင်ကလည်းသူ့မော်ဒယ်လေးတင်းနေအောင်ဖက်လို့နောက်တစ်ယောက်ပါသေးဗျချစ်ဦးညိုဒီကောင်ကတော့ကံမကောင်းဘူးသူဆိုင်ကယ်စီးတဲ့ကောင်ကမဲမဲတုတ်တုတ်ကြီးဒီကောင်ဖက်လို့မရဘူးပခုံးလေးကင်လိုက်တော့ကျွန်တော်ကြည့်နေပြုတ်ကြစရာရှိဒီကောင်ကြမှာပဲအဲ့ဒီလိုလဲဟောပြောပွဲတွေသွားခဲ့ရပါတယ်ကျွန်တော်တို့စာရေးဆရာတွေစာကိုဘယ်လိုရေးတော့ကျွန်တော်ပြောမယ်ခေါင်းစဉ်ကလေးနဲ့စပြရတယ်ဘဝမှစာမှဘဝဒီဘဝထဲမှာတွေ့တဲ့တွေ့ကြုံတွေကိုကျွန်တော်တို့စာရေးကြတာပါပဲသွားလျာလာလျာတွေ့ပါတယ်ဒါဟုကုံချမ်းလို့လည်းခေါ်ကြပါတယ်မှန်တော့အတွေ့အကြုံပါပဲအဲ့ဒါကလေးတွေကိုကျွန်တော်တို့ရေးတတ်တဲ့စာရေးခြင်းအတတ်ပညာအနုပညာနဲ့စာတပုတ်ဖန်တီးကြတာပါပဲခုလိုဟောပြောပွဲသွားရင်လည်းကျွန်တော်စာရေးစရာတွေရပါတယ်တခါတော့ဟိုထက်ညာရွှေဘုံကဖိတ်လို့သွားဟောရညနေပိုင်းကျအားနေပါတယ်3 နာရီလောက်ရှိကျွန်တော်တို့ခုလိုအားနေမယ်အစားလှရောရွာကိုလိုက်ပို့ပါလားလို့12 မိုင်လောက်ဝေးတယ်ရွှေဘုံသားတွေကမေးတယ်ဆရာကြီးကဘာလုပ်ချင်လို့လဲတဲ့အဲ့လှရောသားတွေကစကားပြောရင်အလင်းကားတွေနဲ့ပြောတယ်ဗျဥပမာအလင်းကားတဲ့နှိုင်းရှင်ပြတယ်အတိတ်တရားဝုဒ္ဓအလင်းကားအကြီးကျယ်ကြီးတွေချက်ကားပြောတယ်ဝင်ကဝုဒ္ဓအလင်းကားတဲ့မပြောဘူးတကွက်ကျော်တွယ်ကဝိုက်ခါပြောတယ်အဲ့ဒါဒီကျွန်တော်မန္တလေးတက္ကသိုလ်မှာမြန်မာစာနဲ့ပွဲရတော့သင်နေရပါတယ်သိပါတယ်တတ်ပါတယ်ဒီလှရောသားတွေကဘယ်သွားသင်ပြီးတော့တတ်နေကြတော့ဟုတ်ရောဟုတ်လို့လားတန်တရားရှိတယ်ဒါကြောင့်မို့လို့ဂျုံတော့လှရောကိုသွားပြီးတော့လှရောသားတွေနဲ့အရှင်လက်လက်နားထောင်ကြည့်ခြင်းနဲ့လိုက်ဖို့တယ်ဘင်္ဂါကလေးနဲ့လှရောရွာရောက်လမ်းစုံမှာကားကလေးကိုရက်လိုက်ဟိုးရှိရလူတယောက်စူပါကတ်ဆိုင်ကယ်ကလေးစီးလို့ရွှေဘိုသားကမြင်းနေဟေးကိုကျော်မြင့်လာအောင်လမ်းခေါ်ပါလေကိုကျော်မြင့်ဆိုတဲ့လာတော်သားဆိုင်ကယ်ကလေးဖြည်းဖြည်းလှိမ့်လာတယ်ကျွန်တော်ထိုင်းနေတဲ့ကားပရင်းပေါက်ဘေးမှာတဲ့ရက်ပါရွှေဘိုသားကပြောတယ်ဒီမှာကွရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လာတော်သားနဲ့စကားပြောကြည့်ခြင်းလို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ကကျွန်တော်ကြည့်ပြီးပြောပါတယ်ရပါတယ်တဲ့ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲတဲ့အဲ့ဒါလှတော်သားဗျဘာမှန်းကိုမသိဘူးကျွန်တော်ဘာဖြစ်လို့တော့လို့မေးရတယ်သူကတဲ့မပြောဘူးလေအကွက်ကြော်နဲ့ပြောထားတယ်ဘာဖြစ်လို့တော့လို့မေးတော့ဆရာကြီးစဉ်းစားကြည့်လေတဲ့သွားဆရာဝန်နဲ့တွေ့ရင်ပါဇက်ကိုဖျဲမပြရဘူးလားတဲ့ပြတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့
အဲ့လိုပဲလေကျွန်တော်တို့နဲ့တွေ့ရင်ကျွန်တော်တို့ကရည်စရာတွေပြောတော့ဆရာကြီးကရည်ရင်ပါဇက်ဖြဲပြရအောင်မယ်သွားဆရာဝန်နဲ့တွေ့သလိုပါပဲကျွန်တော်သူ့ကိုသဘောကျတယ်ဒါလှတော်သားစစ်တယ်ကွာအဲ့ဒါနဲ့ကျွန်တော်သူ့ကိုမိတ်ဆက်ပေးတယ်ဟိုးမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီးဤကြကွေးပါပဲအဲ့လိုလဲပြောလိုက်ရောလှတော်သားချက်ချင်းထွက်လာဟာဆရာကြီးနာမည်ကလည်းကောင်းလိုက်လားမနေ့လေးလို့လက်ဖက်ဆိုင်သွားမုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ုံပဲနိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နိုင်ငုတ်တုတ်ပဲနော်ကိုကြီးခံရပြီလားကွာခံရရတယ်ကွာအေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖက်ဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖက်တော်ရင်စကားပြောကြလှတော်သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရသူတို့ပြောတဲ့စကားလေးတွေနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပင်ညှက်ဆိုင်ရှေ့တုံဖြတ်မစီးရဘူးတဲ့။ဩဘာဖြစ်လို့တော့စပင်ငုတ်တူလေးနဲ့တွေ့ရင်ပေါက်သွားလိမ့်မယ်။အဲ့ဒါအတိတ်တရားဝုဒ္ဓိအလင်းကားဗျ။အကြည့်ကျက်ချက်ပြောတယ်။အလှမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်ဆရာကြီးရေမူးမြက်ကံပေးမေးတင်နေရတယ်။ဩဘာဖြစ်လို့တော့ကျွန်တော်မေးကြည့်နေရတာပဲ။ငချောက်ကငံလုံးအားကြီးတော့ရေတအားငတ်လို့ရေအိုးစင်ခဏခဏမသွားနိုင်တော့ဘူးဆရာကြီးရေမူးမြက်ကံပေးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရစကားတခွန်းတည်းနဲ့အလင်္ကာ2မျိုးဖြစ်တယ်ဗျအတိတ်တရားဝုဒ္ဓိအလင်္ကာဖြစ်တယ်ဝင်္ကာဝုဒ္ဓိအလင်္ကာဖြစ်တယ်စစ်ကြောင်းကြီး9ကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ့ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလုံခြုံရေးမှုဆိုရဲပေါ့နော်ပညာရေးမှုကျမ်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ကိုဆင်းလာတယ်ခမနေကင်းတဏှာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကြွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲအဲ့ဒါဥပမာအလင်းကားဗျသူတို့ဥပမာပေးရသိလွယ်တာပဲနော်ခက်ခက်စစ်မဟုတ်ဘူးသူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စိထဲကိုမြင်ရောက်လာတယ်ဘယ်လိုမျက်စားနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျလှတော်သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှာလက်မှတ်ထိုးပေးလိုက်တယ်သူများအတူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချလိုက်ဒင်း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 လှတော်သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွတ်ရိုက်လိုက်ပြီးတာပဲဒီတဲ့ရှုပ်တာတော့မရှိတော့ပါဘူးကျွန်တော်ကသဘောကျတယ်ဩခင်ဗျားတို့ကလည်းပြောတတ်လိုက်တာနော်လို့အဲ့ဒါယောက်ျားတွေပဲပြောတတ်သလားလို့မိန်းမတွေရောမပြောတတ်ဘူးလားလို့လှတော်သားတယောက်ကပြောတယ်ဩပြောတတ်တာပေါ့ဆရာကြီးဟာတဲ့ကျွန်တော်မိမ့်မနဲ့ရံဖြစ်တော့ကြိတ်မောင်ပြောလိုက်တာတဲ့မင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကား3တစ်ဆင်းလူပြိုဖြစ်တယ်ကွလို့ပြောလိုက်တာတဲ့ကျွန်တော်မိမ့်မချက်ချင်းပြန်ပြောတယ်တဲ့ရှင်ရမလေကား3တစ်ဆင်းနေအောင်မဲတဲ့ကျမတစ်ထစ်မှဆင်းစရာမလိုဘူးအိမ်ပရင်းမောက်ကိုဖွင့်ပြီးလက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်တဲ့ဒါမျိုးသမီးတွေမှတ်ထားဖို့ကောင်းပါလေအဲ့လူကဆက်ပြောသေးတယ်ဗျဆရာကြီးတဲ့ကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေ့ရစပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်သားအကောင်တွေဘဲမှမသွားတော့ပါဘူးပတင်းပေါက်ကိုစောင့်ကြည့်နေကြမှာခမရတို့နဲ့ပြောရတာလေရီးနေရတာပဲနော်လို့အဲ့လိုပြောတော့လှတော်သားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရည်နေတာပဲခမရည်နေတော့ကျမ်းပါတယ်တဲ့ဆေးရုံဆေးကန်းမသွားရဘူးတဲ့လှတော်သားတွေသိတယ်ဗျရဲချင်းသည်စိတ်ဖိစီးမှုကိုရောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်ကျွန်တော်တို့စီကိုဆရာဝန်တွေပါရောက်လာရင်မပြောဘူးခမရ
ဘယ်ပြောမလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရီးနေတာသူ့စီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခင်ဗျသူရောက်လာပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးရသေသွားတယ်ခင်ဗျနည်းလေဒါမတော်တဆဖြစ်တတ်ပါရဲ့ပြဿနာမရှိပါဘူးတဲ့နောက်9ရက်လောက်နေတော့နောက်တယောက်သွားထိုးပြန်နေဆရာကြီးရဲ့သေတာပဲခင်ဗျဒီလေကာယမတော်ရင်2ယောက်လောက်ကလည်းစက်တိုက်ဖြစ်ကောင်းဖြစ်နိုင်တာပဲကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့ကြောက်သွားတယ်ခင်ဗျတလလောက်ရှိတော့တယောက်ကမလွဲတာမဆောင်တာသွားထိုးရပြန်နေသေတာပါပဲအေးလေဒါကြတော့လည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်တယ်တဲ့ဘယ်လိုတိုင်လို့ဆိုတော့ဒီဆရာဝန်ကိုမြန်မြန်ပြောင်းရင်လည်းပြောင်းပေးပါတဲ့ပြောင်းမပေးနိုင်ရင်လည်းတင်းញိုင်းကုန်းကိုချဲ့ပေးပါဟုတ်တော့ဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချဲ့ဖို့လုံးမှာကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျာဆိုပြောင်းသွားတာပေါ့ဆရာကြီးဟာတင်းញိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့ကျွန်တော်သူတို့နဲ့ပြောရင်းနဲ့ဘေးပတ်ဝန်းကျင်ကြည့်တော့သစ်ပင်လေးတွေကစိမ့်စိမ့်ဆူဆူလက်ွက်ထဲမှာရေကလေးတွေကဖွေးလို့ဩကျွန်တော်ကလှတော့ဆိုတော့အညာဒေသပူပြင်း6တွေ့မှတ်နေတာအခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေသဘောကျတယ်သူတို့ရွာကိုချီးမွမ်းတာကိုအဲ့ဒီမှာလှတော့သားတယောက်ကပြောတယ်ဩဆရာကြီးကလည်းရေပေါ်ချက်ကတော့စက်တအုပ်မှာနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့စက်တောင်ရွေးချယ်မှုရှိတယ်နော်စက်တအုပ်မှာတော့သိသဘောကျတယ်ကျွန်တော်လည်းတော်သားသိတယ်ကြက်ဖကအကောင်ကြီးတယ်ခြေတော့တုတ်တယ်ရက်တာမတန်ဘူးဒီကောင်ကဟိုငေးဒီမော့ကြက်မပဲလိုက်ကြည့်နေတာစက်တအုပ်မှာကကြတော့သားသမီးစောနဲ့ရင်ကလေးကိုဖွင့်ပြီးချတာဒင်းဒင်းရက်အားတန်နေအဲ့ဒီမှာနှစ်ခါရိုက်ရေထွက်တယ်ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမင်းနဲ့ဆရာကြီးစပါကလင်မဲတဲ့ချိုးနေတယ်တဲ့သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နီးပါရဲ့တဲ့ဝက်လက်မြို့10မိုင်လောက်ပဲဝေးတယ်မတူဘူးခမရသူ့ကြရေရှားတယ်တဲ့အဝီစီတွင်းဆိုတဲ့အတိုင်းပဲတဲ့ဟိုးအောက်ဒေဝရငယ်ရိပ်ပုံတူရတယ်အဝီစီရောက်သွားထွက်လာတဲ့ရေကလည်းဘာငံတယ်လဲမမင်းနဲ့ဆရာကြီးအတုတ်မြုပ်တာရှာထားပြီးတော့ငံပြာရီချက်เสียမလိုဘူးကျွန်တော်ကရီတော့ကျွန်တော်နဲ့တူထိုင်နေတဲ့ရွှေဘိုသားကလည်းရောနော်ရီတာပေါ့အဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိသွားတယ်ဆရာကြီးတဲ့အဲ့ရွှေဘိုသားတွေအကြောင်းပြောရအောင်မဲတဲ့ဟိုလူတွန့်သွားတယ်ဗျကျွန်တော်အားပေးတယ်ပြောပါလို့အဲ့ရွှေဘိုသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော်မော်တော်ကားကြီးနဲ့ဖြတ်သွားတယ်ခင်ဗျည9 နာရီ10 နာရီကျတော့လှတော်ဖြတ်ပြန်သူတို့ဘောလုံးနိုင်တဲ့နေ့ဆိုရင်ဆရာကြီးတရွာလုံးတယောက်မှအဲ့လိုမရဘူးပွက်ကိုညံနေတာပဲကျွန်တော်တို့ကသိပါပြီတဲ့မေးစရာမလိုပါဘူးဖြေဖို့သားတွေဘောလုံးနိုင်လာပြီကွသူတို့ရှုံးနေညကြရင်တော့ဆရာကြီးဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးကျွန်တော်ထင်တယ်တဲ့လှတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်တယ်သူတို့မှပြောတတ်တယ်နော်ရွှေဘိုသားမျက်နှာပြတ်သွားတယ်ဗျအဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိပြန်တယ်ဒီလူတွေပါတယ်ဗျဆရာကြီးအားတဲ့သူများပြောရတာပဲကျွန်တော်တို့လှတော်အကောင်တွေလည်းမကောင်းပါဘူးတဲ့ရေအိမ်တွေတိုင်းငါးပက်လုံးလို့သေးတောင်ပေါက်မထားရဲဘူးတဲ့ရွှေဘိုသားလည်းခြေနှက်သွားပါတယ်အဲ့တော့အဲ့ဒါလေးတွေဗျာကျွန်တော်ကကိုယ်တိုင်သွားကိုယ်တို့ကြုံယုံရပြီဒါလေးကိုကျွန်တော်လှတော်သားနဲ့စကားအလင်္ကာလို့ဆိုပြီးတော့ပြန်ရေးပါတယ်ဖတ်တဲ့လူတွေကိုလိုပဲပြုံးပါစေရဲပါစေလို့မျှဝေခံစားနောက်အဲ့ဒီလူတွေကိုကျွန်တော်အော်နာလုပ်ချင်တယ်ဒီလိုဟာတွေကိုသူတို့တရွာလုံးတက်နေတယ်သိလေးစားဖို့ကောင်းတာပဲကျွန်တော်ပြောရင်အများကြီးပဲနောက်တော့ကျွန်တော်စာအုပ်တုပ်ရပါတယ်စာအုပ်တုပ်တောင်